ကဲအခုဆိုရင်ကျွန်တော်တို့လာတဲ့အရာစီမံကိန်းကိုရောက်ပြီပေါ့နော်ဒါကတော့မုတ်ဦးကြီးပေါ့စီမံကိန်းရဲ့ဝင်တဲ့မုတ်ဦးကြီးစီမံကိန်းနာမည်ကတော့တောင်ကြီး Garden Estate ပဲဖြစ်တယ်အခုဆိုကျွန်တော်အိမ်ယာဝင်းထဲရောက်လာပြီပေါ့နော်ဒီဘက်ချမ်းမှာဆိုရင်သူကလုံးချင်းတွေအတွက်အေးမွန်ဗီလာဆိုပြီးတော့လုံးချင်းမြေကွက်လေးတွေပေါ်နေတာကိုအခုမြင်ရတယ်ပေါ့နော်လုံးချင်းလေးတွေစောင့်နေတာလည်းတွေ့ရတယ်ဒီဘက်ချမ်းမှာကျတော့ shop house လေးတွေစောင့်နေဆိုတော့ तू ကအိမ်ယာစီမံကိန်းလို့သာပြောတယ်လုံးချင်းလည်းရှိတယ်တိုက်ခန်းတွေလည်းရှိတယ်ဒီဘက်မှာshop house တွေလည်းရှိတယ်အဲ့တော့အရှိမဘာတွေဆက်ရှိအောင်မလဲဆိုတာသွားကြည့်အောင်အခုကျွန်တော်ရောက်နေတဲ့နေရာကတော့အေးမွန်ဗီလာတွေကိုရောက်နေတာပေါ့နော်သူကဒီတောင်ကြီး Garden Estate မှာသူကလုံးချင်းအိမ်ယာတီးတန့်ခွဲထုတ်ထားတယ်ဝင်းထဲမှာပဲရှိတယ်ဝင်ချင်းမှာရှိတဲ့အတွက်ကျွန်တော်အရင်လာဝင်ကြည့်တာပေါ့နော်အဲ့တော့ဒီလုံးချင်းအိမ်ယာမြေကွက်ရဲ့ပိုင်ဆိုင်မှုက230ခရံရမယ်လို့ပြောတယ်သူကအိမ်ယာစီမံကိန်းကြာပြီးသား230ခရံရမယ်အိမ်ဆောက်ပြီးတာနဲ့ခရံတန်းရမယ်လို့လည်းသိရတယ်အဲ့တော့ဒီလုံးချင်းအိမ်ယာရဲ့ view လေးကလည်းတော်တော်လေးလှတယ်လို့ပြောလို့ရတယ်အခုဒီမှာမြင်ရတဲ့အတိုင်းပဲ360ဒီဂရီပတ်လဲတောင်တန်းတွေကိုမြင်ရတယ်ဒီအရှိကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ဒါတောင်ကြီးမြို့ကြီးကိုအကုန်မြင်နေရတယ်ရှေ့ဆက်ကြည့်အောင်ဒီမှာဆိုရင်လည်းသူတို့အိမ်ယာစီမံကိန်းအတွက်ပေါ့နော်မြေသားပြုပြင်တဲ့လုပ်ငန်းတွေကိုလုပ်နေတယ်ဒီဘက်ချမ်းကတော့စောက်ပြီးသွားပြီဒီဘက်ချမ်းမှာမြေသားပြုပြင်တဲ့ဟာတွေကိုစတင်နေတာလည်းတွေ့ရတယ်ဒါကတော့သူကတောင်ကြီး Garden Estate ထဲမှာရှိတဲ့အေးမွန်ဗီလာလုံးချင်းကွက်တွေပဲဖြစ်တယ်အဲ့တော့ဒီထဲမှာတခြား facility တွေပါသေးတယ်ပြောတယ်အဲ့တော့ကျွန်တော်တို့ဒီဝင်းလေးကိုပတ်ပြီးတော့ဆက်ကြည့်အောင်အခုကျွန်တော်ရှောက်လာတဲ့လမ်းမှာပေါ့နော်ဒီအိမ်ယာဝင်းထဲမှာပဲ private hospital ပေါ့ပုဂ္ဂလိကဆေးရုံရှိတယ်ခုနကကျွန်တော်မေးလိုက်တာဆိုရင်ဒီအေးမြစ်တာဆေးရုံကဒီကျွန်တော်တို့ရှမ်းပြည်နယ်တောင်ပိုင်းမှာဆိုရင်ပုဂ္ဂလိကဆေးရုံထဲမှာအကြီးဆုံးဆေးရုံလို့ပြောလို့ရမယ်ပြီးစီးသွားမယ်ဆိုရင်ဂဒင်100ဆေးရုံလို့ပြောပါတယ်အဲ့တော့သူ့ရဲ့တိစောက်နေမှုအနေထားလေးတော့ကြည့်အောင်အခုပေါ့နော်ကျွန်တော်တို့ဒီ engineer တွေကိုကျွန်တော်မေးမြန်းတယ်ပေါ့နော်ဒီဆေးရုံကြီးကိုသူတို့2နှစ်အတွင်းအပြီးစီးဆောက်သွားမယ်လို့လည်းသိရတယ်သူကအားလုံးပေါင်း6ထပ်ရှိတယ်လို့သိရတယ်အဲ့တော့ကျွန်တော်အခုဆေးရုံကြည့်ပြီးတော့သူ့ရဲ့တခြားဘာ facility တွေရှိအောင်မလဲကျွန်တော်နည်းနည်းလိုက်လေ့လာအခုဆိုရင်ကျွန်တော်ဒီစီမံကိန်းရဲ့အလယ်နားလောက်ကိုရောက်လာပြီပေါ့နော်ဒီစီမံကိန်းမှာဆိုရင်ကျွန်တော်တို့လုံးချင်းတွေပါတယ်တိုက်ခန်းတွေပါတယ်တိုက်ခန်းဆိုရင်လည်းတိုက်ခန်းပေါင်း2000ကျော်လောက်ပါတယ်ပြီးတော့ရင်ဒီအိမ်ယာစီမံကိန်းထဲမှာကျွန်တော်တို့ဒီ shopping mall တွေပုဂ္ဂလိကဆေးရုံတွေဘဏ်တွေပုဂ္ဂလိကကျောင်းတွေရေကူးကန်ဂျင်ဒါတွေကအစသူကပြည့်စုံထည့်သွင်းပေးထားတဲ့အတွက်ကျွန်တော်အမြင်ကတော့သူကအိမ်ယာစီမံကိန်းမဟုတ်ဘဲနဲ့မြို့တစ်မြို့နဲ့တူနေတဲ့အနေအထားမျိုးလေးကိုကျွန်တော်အနေနဲ့တွေ့ရတယ်အဲ့တော့ဒီအိမ်ယာစီမံကိန်းဟာကျွန်တော်တို့ဧကပေါင်း80ကျော်ပေါ်မှာသူက facility တွေပြည့်စုံထည့်သွင်းပေးထားတဲ့အတွက်ကျွန်တော်အမြင်တော့ဘယ်မှာထွက်ဆရာမလို့ပဲဒီထဲမှာမြို့ငယ်လေးတစ်မျိုးလိုနေလို့ရတဲ့အနေအထားမျိုးလေးရှိတာကိုတွေ့ရပါတယ်အခုကျွန်တော်ကြည့်ခဲ့တဲ့တိုက်ခန်းလေးကဆိုရင်985 square feet ရှိပြီးတော့အိမ်ခန်း2ခန်းပါတယ်ရေရှုခန်းအိမ်သာပါမယ် kitchen ပါမယ်အေခန်းလေးလည်းပါတယ်ရေမီးစေးအပီးစီးနဲ့ပေါ့နော်တိုက်ခန်းတစ်ခန်းကို900ကျော်ကနေစပြီးတော့ဝယ်ယူရရှိနိုင်တယ်လို့သိရတယ်အဲ့တော့ပိုင်ဆိုင်မှုရလဲဒါခိုင်မာတဲ့စီမံကိန်းတစ်ခုဖြစ်တယ်လို့ကျွန်တော်သိရတယ်အဲ့တော့ဒီအိမ်ယာစီမံကိန်းလေးကလူတိုင်းဝယ်လို့ရတဲ့အနေအထားမျိုးဖြစ်နေတဲ့အတွက်ကျွန်တော်အနေနဲ့ခုနက project owner နဲ့တွေ့ပြီးတော့တိုင်ပင်ပြီးတော့ဒီ project ကိုလည်းကျွန်တော်ရောင်းပေးဖို့စီစဉ်ထားတယ်အခုအရှိမကျွန်တော်ပြသွားတဲ့အိမ်ယာစီမံကိန်းလေးကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းတဲ့သူတွေအတွက်ကျွန်တော်ပွဲလေးတစ်ပွဲစီစဉ်ထားတယ်တောင်ကြီးအေးတာယာအိမ်ယာစီမံကိန်းကိုစိတ်ပါဝင်စားရဆိုရင်တော့လာမယ့်ဇူလိုင်လ23နဲ့14တောင်ကြီး Garden Estate နဲ့နေပြည်တော်သင်္ကာဟဟိုတယ်တို့မှာအယောင်ပြပွဲလေးကျင်းပသွားဖို့ရှိပါတယ်ပွဲအတွင်းမှာ cash down ဝယ်ယူသူတိုင်းအတွက်350 discount ရရှိနိုင်မှာဖြစ်ပြီးတော့နောက်ထပ်အထူးစီစဉ်နေနဲ့ဝယ်ယူအားပေးသူတွေကိုကျေးဇူးတုံ့ပြန်သောအားဖြင့်ကန်ဆယ်မဲ့လက်မှတ်တစ်စောင်စီပေးရသွားမှာဖြစ်ပြီးအခန်း100 TD 100နဲ့ပထမဆုတိုက်ခန်းတစ်ခန်းဒုတိယဆု iPhone 50 Pro Max တတိယဆု Aircon 3လုံးစတုတ္ထဆုစိုက်ကဲတစ်စီးနဲ့နောက်ဆုံးဆု Aircon တစ်လုံးတို့ပါမဲဖောက်ပေးသွားမှာဖြစ်ပါတယ်။ True Promotion နေနဲ့ကန်ဆယ်မဲ့စီစဉ်တွေကဒီပွဲနေ့အတွင်းမှာသာရရှိနိုင်မဲ့နောက်ဆုံးခွင့်ရဖြစ်တဲ့အတွက်ကြောင့်တောင်ကြီး Garden Estate အယောင်ပြပွဲကိုလာရောက်လေ့လာနိုင်ရန်အတွက်အမြန်ဆုံးဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးထားဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ရှင်။